နဲ့တပူလောက်လိုဝယ်ခြင်းလို့တဲ့တကယ်တပူလောက်ဝယ်ခြင်းရောင်းပေးပါမယ်ရှင်ချူပလဲမိတ်ကတခါတည်းရောင်းလဲရောင်းရင်းနဲ့ပေါ့နော်လိမ့်မီလေးပါတခါတည်းပြပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့ချူပလဲမိတ်ကတစ်ဆက်ကိုလက်ပေါ်မှာသုံးဖို့အခုလိုမျိုးမှွေလို့ရတဲ့နေရာလေးတစ်ခုမှာအရင်ဦးဆုံးလေဒီလိုလေးလုပ်ပေးပါတော့ကိုလက်ပေါ်မှာဆိုရင်လက်ပေါ်မှာတစ်ညပြီးဒီလိုလက်ကလေးနဲ့မှွေလို့ရပါတယ်မမေကကြတော့ဒီမှာလက်ကလေးနဲ့တစ်ချမ်းလေးပြပေးမယ် brand လေးနဲ့တစ်ချမ်းလေးပြပေးမယ်လက်ကလေးနဲ့အဲ့လိုမှွေပြီးပြီဆိုရင်တော့ဒီမှာဒီနေရာလေးတွေတနကားလိမ့်တယ်လို့လိုက်ပြောချမှာပြီးတော့မိတ်ကတစ်မျိုးနဲ့လေးရတာအဆင်ပြေလားလို့မေးထားတဲ့သူအောက်မှာမမေဘာမှခံပြီးတော့လိမ့်မထားပါဘူးဒါမိတ်ကတစ်မျိုးနဲ့ပေါ့နော်နှကန်းဒီလေးနဲ့2မျိုးနဲ့အလှပြင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့မိတ်ကတဖို့ဘယ်လောက်လဲဆိုတော့မြန်မာငွေ3000နဲ့9000ကျပ်တင်မှာဖြစ်ပါတယ်အဲ့တော့မိတ်ကကလေးမိတ်ကကမျက်နှာပေါ်တန်းပြီးတော့ချက်ချင်းတင်လို့မရပါဘူးမိတ်ကတစ်ဆက်ကိုလက်ပေါ်မှာသို့မဟုတ်အခုလိုမျိုးမိတ်ကမှွေတဲ့နေရာလေးပေါ်မှာလက်လေးနဲ့မှွေပြီးတော့ဒီလိုမျိုးလေးနေရာချပြရမှာဖြစ်ပါတယ်ပြီးတော့မိတ်ကလေးနဲ့စပွန်လေးမြန်လက်ဆောင်ထည့်ပေးတာအဲ့စပွန်လေးနဲ့သေချာလေး plan ရမှာပေါ့နော်အယောင်သွေးလေးစုံစုံလေးနဲ့ထားဖို့ဆိုလို့ရှိရင်တော့မိတ်ကလေးနဲ့တစ်ခါလေးရောပြီး plan ပြမှာဖြစ်တဲ့အတွက်မမေကတော့ဘိုးကလာအောင်ချိုးရအောင်လေးပေါ့နော်ဒီမှာနှစ်မျိုးဆိုလို့ရှိရင်တတွဲကို9000ပဲကြာမှာနှကန်းတွေကတော့မမေကဒါဗီဒီယိုရိုက်ကြတာဖြစ်တဲ့တေချာလေးထက်ဆိုတာကိုက blend ပြီးမှနှကန်းတွေလေးထက်ဆိုရင်လည်းရတယ်ပေါ့နော်ကိုကပါးနာလေးလင်းချင်တာပြီးတော့ဒီမေယိုနာလေးတွေဘယ်လိုပြောလဲပါးလေးရဲရဲလေးနဲ့အယောင်လေးပါးလေးတွေ့သွားဖို့ဖြစ်စားဖြစ်တော့အဲ့နေရာကိုထည့်တာပါနှာခေါင်းဘာလို့ထည့်ရလဲဆိုနှာခေါင်းနာလေးလည်းနည်းနည်းရဲရဲလေးဖြစ်အောင်လုပ်ပါပြီးရင်တော့ကိုအယောင်ရှိချင်တဲ့နေရာလေးမျက်ခွန်လေးတွေထည့်မယ်ပေါ့နော်တချို့ကြလည်းနှစ်ခုလေးထည့်တယ်မမေကတော့နှစ်ခုကိုမထည့်ပါဘူးမမေကတော့အခုလိုမျိုးလေးပေါ့နော်ဒီပါးနာလေးရဲ့ဒီနှထင်နာလေးရဲ့မျက်ခွန်ရဲ့နှာခေါင်းရဲ့မေးစီလေးကိုထည့်ပေါ့နော်အဓိကတော့ဒီဖုတ်လေးတစ်ခုလက်ဆောင်ပေးရဒါရေးတော့ညှစ်ပြီးတော့ဒါပွအောင်လုပ်ထားတဲ့ဟာလေးပေါ့နော်ဒီမှာ blend နဲ့ဆိုတဲ့နေရာမှာဒီမှာကိုကဒီနားမှာအယောင်နေအနီရောင်နေမဖြစ်ချင်ဘူးဆိုရင်ဒီနားလေးကိုသူ့ရဲ့ make up ကလေးနဲ့အသာလေးဒီလိုလေး blend ရုံပဲပြီးရင်ဒီမှာပါးနေလေးကဒီနားလေးမလားဒီနားလေးကိုလည်းဒီမှာနှကန်းနေနဲ့ရောပြီးတော့အဲ့လိုမဟုတ်ဘူးဒီတိုင်းပဲ make up ကိုလိမ့်ကျင်တယ်ဆိုတဲ့ဒီကလည်းမမင်းအခုလိမ့်တယ်လို့ပဲ make up ဖုတ်လေးကိုရေဆွတ်ပြီးတော့အသားရဲ့ပုတ်ပုတ်ထည့်ရမှာဖုတ်လေးကဘယ်ရမှာလဲဆိုရင်တော့မမင်းကဖုတ်လေးကိုလက်ဆောင်ထည့်ပေးမှာပါတယ်အဲ့တော့အချိန်ရမ်းကြာသွားမှာဆိုလို့မမင်း blend လာအောင်နော် blend ပြီးပြန်လာပါမယ်ရှင်ခဏလေးစောင့်ပါရှင်တော့ blend လုပ်ပြီးသွားပြီပေါ့နော်ကဲ make up နဲ့နှကန်းနေ2မျိုးလေးနဲ့ဒီလိုကလေးရပါတယ်အောက်ကလေ sun cream လေးပေါ့နော် moisture လေးခံလိုက်မယ်ဆိုတော့ဒီတက်ပို့ပြီးဆူဆူပြောင်ပြောင်လေးရတယ်ပေါ့နော်ကဲအဲ့တော့2မျိုးတည်းကိုဆိုရင်9000မှာ make up တပူတဲ့ဆိုရင်တော့3000ပဲပါမျိုးနယ်ပေါင်း300ကျော်ကိုအိမ်ရငွေချေရတယ်နောက်တစ်ခုကမှာယူခြင်းနဲ့ဆိုချပေးထားတဲ့ Viber သုံးမဟုတ် CP မှာလာပြီးတော့ဝယ်ယူလို့ရပါတယ်ရှင် make up တပူဝယ်တာနဲ့ make up လေးနဲ့ spoon လေးလက်ဆောင်ပေးနေပါတယ်ရှင် spoon လေးတွေကလက်ထဲမှာလက်ကျန်လေးတွေကုန်သွားရင်တော့လက်ဆောင်လေးတွေမပေးတော့ပါဘူးရှင်ကဲအဲ့မှာယူခြင်းနဲ့ဆိုရင်မမေ့ CP မှာအမြန်ဆုံးလာပြီးမှလိုက်တော့နော်အခုလိုမျိုး before after အရန်မိုက်ပါတယ်ရှင်